ဤတော့နေဘလို့ကြည့်နာမလက်ကြီးရဲ့ဟာတွေသူယူစားလို့သူ့တရွက်ပဲထားပြီးတော့မှတကားပိတ်ထားတာဒီမှာချက်ထိုးထားတယ်မကြီးမချက်ထိုးတာအခုမှဖွင့်တာအဲ့ဒါကိုကြည့်အောင်အပြင်ကနေဆွဲယူထားတာအခုဘာအထဲကဝင်းမျိုးဥနီကိုသွားဆွဲချင်နေရတယ်နင်ဥနီကကုံသွားပြီနင်ရုံထက်တောင်ဥနီစားမြန်သေးရဲ့နော်ဤတော့နင်နည်းမဟုတ်ဘူးပဲလက်ကြီးရဲ့ဟာတွေဘာလုပ်တာတော့လို့အေးတော့အေးလက်ကြီးရောရှင်းတော့အလဲမှာထားနင်အန်ဒီရဲ့လည်းများတာတဆမှာဥနီမစားနိုင်ခဏတိန်းလာကောင်မကြီးကမှစားချင်တဲ့ချီကိုမွညံ့နဲ့ရဲမစားနဲ့ဥနီမှာအချိုတက်ပါတယ်ဤတော့မှာပြီးလက်ကလေးနဲ့လှမ်းယူအောင်မယ်တော်တော့နေအေးနေအဲ့လိုမျိုးအပြင်မှာထိုင်ဆောင်အမီးလုံးနဲ့လက်ကြီးအထက်ကနေညှို့ထုတ်ပေးမှလားဟလားဥနီတောင်းညာကျိုးလက်ကြီးစီကနေအမေစီလာတော့နဲ့အမေယူပေးပါမပြောပြမယ်ဤတော့သမီးစားရတာဟဲ့လောက်လက်ညိုးကြီးလောက်ရှိရဲ့ဥနီခနောက်နေထက်ကျွေးမယ်လို့ရှာကြီးတက်နဲ့အရင်များရင်လည်းစီးယူဖြစ်ပါဆိုလို့သမီးရဲ့တောင်းတာဤတော့တောင်းတာကိုချိုးကျုပ်ရဲ့ညီ9နှစ်ရှိပြီ9နှစ်ထဲရောက်ပြီအသေးလေးချစ်လေးဦးညီရမ်းကြိုက်တာနော်ကျွေးမယ်လို့မှလက်ကြီးပြင်ထွက်ရှင်နေတနာပါတယ်အဲ့လက်ကြီးပြင်ထွက်တာနဲ့အဲ့ဟာဦးညီသွားစားချက်မင်းတို့ကအလင်းဟွာပါအယောင်လေးပါတောက်သွားတာအေးအမေရှိလို့ဦးညီမမိတ်မတုံကြည့်နေပြီသွားယူသွားစားရသွားယူဥနီသွားယူသွားစားချင်သွားယူသွားမမေပြီးမှလက်ကြီးကိုထက်ခွာပေးလိုက်မယ်ရှိရနောက်ပြီးမှဥနီရှိသေးတယ်သွားယူသွားဤတော့သွားစားချင်သွားယူအေး你ငါပြော你ခွေးမုံ你လူလို့လက်ကြီးတားကြောင်သွားလားဟလားလူဝါလားအမေထက်ခွာပေးမယ်သားနော်တော့သားနော်မလောက်ငါ့ကိုဖြစ်နေနင်ညီမလက်ကြီးကသူ့ဆက်တစ်နှစ်ကြီးရဲ့စိတ်ချမ်းသာတယ်အေးကျုပ်ဒီတော့မှလည်းရချဖို့ကောင်းတယ်ဒီတော့ဦးနီအလုံးလိုက်မပေးဘူးသူ့ကြားရဲ့ဦးနီလေးကိုအလဲကနေချမ်းလိုက်ရတယ်ချမ်းလိုက်မှသူ့သွားလေးနဲ့ကြိုက်ကောင်းလို့သူ့သွားတေးသေးလေးအဲ့ဒါလက်ကြီးရယူရောလက်ကြီးရကြတော့အလုံးလိုက်ယုံဆိုတော့လေစားလို့ရတယ်လေမချိုးအဲ့ရအောင်ကြိုက်နေရမလက်ကြီးရပြောက်လို့လိုက်ရှာနေဟုတ်တယ်သူဦးနီပြောက်လို့လိုက်ရှာမိတက်ကွာပြီမယ်နော်ရာဒီဥပူရောလေဦးနီလေးတွေကိုလေစိတ်ပြီးတော့ဟိုဟာရေလေးနဲ့ရေခဲသားထဲမှာထည့်ရေနဲ့ဘူးလူလေးခုထဲမှာထည့်ပြီးတော့ရေခဲသားထည့်ထားတော့ရေခဲစိန်သားလို့ဖြစ်တာပေါ့နည်းနည်းအေးလေးပေါ့နော်နေခင်းဘက်တွေကျွေးအဲ့လိုမျိုးလေးလုပ်ပေးရရေတော့ရအောင်ဖက်